ဒါလေးကတော့ကတ်တဲ့ကွန်လိုင်းရဲ့ latest generation ဖြစ်တဲ့ generation 5ပေါ့နော်ဒီဘလောက်ဘိုးတွေသုံးနေရလဲဆိုတဲ့ဟာကိုတခါတည်းကြည့်လို့ရတယ်လို့အောက်မှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဆဲတွေမှာ error ဖြစ်နေလဲဘယ်ဆဲတွေမကောင်းတော့ဘူးဆိုလဲဆိုတာဟာကိုလည်းတခါတည်းကြည့်လို့ရတယ်ခလေးတွေပါရှိတဲ့အိမ်မျိုးမှာဆိုလို့ရှိရင်မတော်တဆနှိမ့်မိမှာဆိုလို့အပေါ်ကနေမှာ breaker cover လေးလည်းတက်ပေးထားတာကိုတွေ့ရတယ် 7 balance ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က service သမားတကူးတကခေါ်စရာမလိုဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်အကိုပြန်လုပ်လို့ရမယ် emergency port လေးကိုလည်းထည့်ပေးထားတာကိုတွေ့ရတယ်ဒါကလည်းအများကြီး upgrade ဖြစ်လာရပါတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုလို့ရှိရင်တော့ရန်ကုန် Convenience Center ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရန်ကုန် Convenience Center မှာမြန်မာ Power and Machinery Expo 2025ပွဲလေးကျင်းပနေလို့သိရတယ်ဒီပွဲလေးမှာ GC Energy Electronic ကလည်းဝင်ရောက်ပြသထားတာကြောင့်ကျွန်တော်တို့တစ်ချက်လောက်သွားလေ့လာကြည့်အောင်ကဲဒါလေးကတော့ GC Energy Electronic ရဲ့ကောင်တာလေးပဲဖြစ်ပါတယ်GC Energy Electronic ကတော့ကျွန်တော်တို့ battery တွေအရန် development မဖြစ်ခင်တည်းကကတ်တဲ့ကွန်လိုင်းရောဆိုတဲ့နာမည်နဲ့ battery တွေကိုထုတ်လုပ်လာခဲ့တာဆိုလို့ရှိရင်တက်တန်းတစ်ခုရှိပြီပေါ့နော်အခုဆိုလို့ရှိရင် battery generation အနေနဲ့ဆိုလို့ရှိရင်လည်း generation 5လောက်ထိရောက်လာပြီအခုကျွန်တော်ဘေးမှာမြင်နေရတာကတော့ကျွန်တော်တို့ပေါ့နော်ကတ်တဲ့ကွန်လိုင်းရဲ့ generation 1ပေါ့နော်ကျွန်တော် battery တွေစထုတ်တဲ့အချိန်ကနေစပြီးတော့စခဲ့တဲ့ generation 1ပေါ့နော် generation 1မှာဟိုကကြတော့အရင် development မဖြစ်သေးဘူးကျွန်တော် display လေးပါမယ်ကျွန်တော် future အနက်ကြိုးလေးပါမယ် breaker လေးပါမယ်ပေါ့နော်ဒီလောက်လေးနဲ့စခဲ့တာဆိုလို့ရှိရင် generation 2ရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ development ဖြစ်လာပြီးဘာ development ဖြစ်လာလဲဆိုတော့ကျွန်တော်တို့ connection port တွေပါလာပြီး display ကနေတချို့ function တွေကို control လုပ်လို့ရလာပြီးအနီးကျိုးအနက်ကြိုးတွေပါလာပြီပေါ့နော် design ပိုင်းဆိုလို့ရှိရင်လည်း generation 1ထက်ဆိုင်2ကပို့ပြီးတော့ upgrade ဖြစ်လာတယ်အဲ့ရနေမှာ generation 3ရောက်လာပြီပေါ့နော် generation 3ဆိုလို့ရှိရင်ကျွန်တော်တို့ display ဆိုလို့ရှိရင်လည်းလုံးဝပို့ပြီးတော့ upgrade ဖြစ်သွားပြီ display touch screen ဖြစ်သွားပြီပြီးလို့ရှိရင်ကျွန်တော် connection port တွေပါမယ် breaker တွေပါမယ်ပြီးလို့ရှိရင်သူကအတွင်းပိုင်းမှာ air ventilation ကောင်းအောင် system တွေပါတေချာလေးထည့်ပေးလာတာကိုတွေ့ရတယ်အဲ့ရနေမှာနောက်ထပ် generation ကဘယ်ရောက်လာလဲဆိုတော့အခုကျွန်တော်ဘေးမှာမြင်နေရတဲ့ generation 4ပေါ့နော် generation 4မှာဆိုလို့ရှိရင်လည်းအများကြီး upgrade ဖြစ်လာပြီကျွန်တော်တို့ဒီပေါ့နော် display ဆိုလို့ရှိရင်လည်း touch screen မှာ control လုပ်လို့ရလာပြီပြီးလို့ရှိရင်ဘာကြီးပါလဲဆို auto fire off တွေပါလာပြီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်လေဝင်လေထွက်ကောင်းအောင်ကျွန်တော် air ventilation အတွက်ကိုလည်းအပေါက်လေးတွေထည့်ပေးလာပြီကျွန်တော်တို့ဒီ connection ကြိုးလေးဆိုလို့ရှိရင်လည်းဒီဘက်မှာကျွန်တော်တို့က connection ကြိုးထိုးရတဲ့အပိုင်းလေးတွေရှိလာပြီပြီးလို့ရှိရင် AX အနေနဲ့ဆိုလို့ရှိရင်လည်း300ကနေမှ600လောက်ထိရလာပြီပေါ့နော်ဒါထက်ထူကြတာကဘာလဲဆိုတော့ဒီကျွန်တော်တို့ generation 4ကနေစပြီးတော့ parallel ဆက်မယ်ဆိုလို့ရှိရင်လည်းအလုံး20တိဆက်လို့ရလာပြီပေါ့နော်အဲ့ရနေမှာတစ်ဆင့် development ဖြစ်လာတာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော် latest generation 5ကိုရောက်လာပြီအဲ့တော့ကျွန်တော် generation 5အကြောင်းလေးကိုအသေးစိတ်ပြောအောင်ကဲဒါလေးကတော့ကတ်တဲ့ကွန်လိုင်းရဲ့ latest generation ဖြစ်တဲ့ generation 5ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့သူကဘယ်လောက် AH တွေရှိမလဲဆိုတော့300 AH ကနေမှ600 AH တွေရှိမယ်ပြီးလို့ရှိရင်သူက upgrade တွေအများကြီးလုပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော် display မှာဆိုလို့ရှိရင်လည်းအကုန်ဟို touch screen ဖြစ်သွားပြီးတော့မှကျွန်တော်တို့ကဒီဘယ်လောက်ဘိုးတွေသုံးနေရလဲဆိုတဲ့ဟာကိုတခါတည်းကြည့်လို့ရတယ်လို့အောက်မှာဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဆဲတွေမှာ error ဖြစ်နေလဲဘယ်ဆဲတွေမကောင်းတော့ဘူးဆိုလဲဆိုတာဟာကိုလည်းတခါတည်းကြည့်လို့ရတယ်ဒါအပြင်ကိုကျွန်တော်တို့ alarm system ပေါ့နော်ဒီ battery မှာဘယ် error ကြောင့်အလုံးမလုပ်တော့ရလဲဆိုတဲ့ဟာမှာဆိုလို့ရှိရင်လည်း fault alarm လေးတဲ့အစားကျွန်တော်တခါတည်း display ပြထားပေးတာကိုတွေ့ရတယ်ဒါလေးကလည်း generation အဆက်ဆက်မှာ upgrade လုပ်လာတဲ့ပုံစံလေးပေါ့နော်နောက်ပြီးရင်သူကဒီမှာ breaker မှာဆိုလို့ရှိရင်လည်းဘာကိုသုံးပေးထားလဲဆိုတော့ကျွန်တော်နာမည်ကြီး Schneider ဟိုမှာ2 volt ကို125 ampere နဲ့ကိုတခါတည်းသုံးပေးထားတယ်ဒါအပြင်ကိုကျွန်တော် cover လေးပေါ့နော် breaker cover လေးကိုလည်းထည့်ပေးထားတယ်ခါလေးကြလို့ရှိရင်ဗျာကျွန်တော်အိမ်မှာခလေးတွေပါရှိတဲ့အိမ်မျိုးမှာဆိုလို့ရှိရင်မတော်တဆနှိမ့်မိမှာဆိုလို့အပေါ်ကနေမှာ breaker cover လေးလည်းတက်ပေးထားတာကိုတွေ့ရတယ်။နောက်ပြီးရင် lipo 4ဖြစ်တဲ့အတွက်ဖြစ်လေဖြစ်တာရှိတဲ့ error လေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ self balancing ပေါ့နော်။ self balancing ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က service သမားတကူးတကခေါ်စရာမလိုဘဲနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ့်အကိုပြန်လုပ်လို့ရမယ် emergency port လေးကိုလည်းထည့်ပေးထားတာကိုတွေ့ရတယ်။ဒါကလည်းအများကြီး upgrade ဖြစ်လာရပါတော့။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကဟိုဘာပဲပြော site ကလည်းကြီးသလိုကျွန်တော်တို့ဝိတ်တစ်ခုကလည်းရှိတယ်အဲ့လိုအချိန်တွေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်အလွယ်တကူသွားလာလို့ရအောင်ကျွန်တော်ဘိန်းလေးတွေလည်းထည့်ပေးထားတယ်အဲ့ဘိန်းလေးတွေရှိတာဖြစ်တဲ့တော့ကျွန်တော်ဒီမှာဘလောက်ပဲစိုက်ကြီးတယောက်တည်းတစ်နိုင်တစ်ပိုင်းရွှေ့လို့ရတယ်ပေါ့နော်ပြီးရင်ဒီကောင်လေးက low volt အတွက်အသုံးနဲ့ဆိုပေမဲ့ parallel အလုံး20တိချိတ်ပြီးတော့လည်းအသုံးပြုလို့ရဒီ battery life cycle ကို6000တိပေးထားတာဖြစ်တဲ့အတွက်သူရဲ့ life cycle 6000တိရအောင်ဘာထည့်ပေးထားလဲဆိုတော့ကျွန်တော်က DC fan ထည့်ပေးထားတယ်auto cooling system ကအလုံးလုံးလာပြီးတော့အတွင်းထဲမှာရှိတဲ့ heat sensor လေးဖြစ်ပြီးတော့ auto heat discharge လေးပါလုပ်ပေးထားတာကိုတွေ့ရရပေါ့နော်ဒါလေးကအများကြီး upgrade ဖြစ်လာတာနောက်ပြီးရင်နောက်ထပ်အားသာချက်ကကြတော့ဈေးကွက်ထဲမှာရှိတဲ့ဘယ် inverter နဲ့မဆိုအလွယ်တကူချိတ်ဆက်အသုံးပြုလို့ရတယ်နောက်ပြီးရင် cell အနေနဲ့ဆိုလို့ရှိရင်လည်း Lithium grade A cell ကိုအသုံးပြုပေးတာဖြစ်တဲ့အတွက် battery cycle က8000အထက်ကိုအေးဆေးဆေးရဒါလေးတွေကတော့ low voltage အတွက်ပေါ့နော်တကယ်လို့ high voltage အတွက်ကို setup လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း GC Energy Electronic မှာ customize လုပ်လို့ရပါတယ်နောက်ပြီးလို့ရှိရင်သတင်းကောင်းပါချင်တာရှိတယ်အဲ့ဒါဘာလဲဆိုကတ်တဲ့ကွန်လိုင်းရောဘက်ထရီတွေကဈေးကွက်ထဲမှာပေါ့နော်ဖြန့်ချိထားဆိုလို့ရှိရင်အလုံးရထောင်ကျုံနေပြီပေါ့နော်ဒါပေမဲ့တချို့ဝယ်ယူသွားတဲ့ customer တွေကကျွန်တော်တို့ဘက်ထရီကို service လုပ်ချင်တာမျိုးတွေရှိမယ် maintenance လုပ်ချင်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုအချိန်တွေမျိုးမှာဘယ်မှာလုံးဝမသိဘူးဆိုတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒီကြလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော် GC Energy Electronic မှာလာပြီးတော့ service လုပ်လို့ရတယ် maintenance လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းရန်ကုန်မန်လေးမှာ showroom နှစ်ခုလုံးရှိတယ်ပေါ့နော်အသေးစိတ်ကိုလိပ်စာနဲ့ဖုန်းနံပါတ်ကိုလည်းကျွန်တော်ဒီဗီဒီယိုလေးရဲ့အောက်မှာထ
ထည့်ပေးထားပါမယ်ဗျာ GC Energy Electronic အနေနဲ့လည်း YCC မှာကျင်းပပြုလုပ်နေတဲ့မြန်မာ Power and Machinery Expo 2025ကျင်းပပြုလုပ်နေတဲ့ဇွန်လ29 28 29 3ရက်မှာဝင်ရောက်ပြသနေတာဖြစ်တဲ့အတွက်လေးလာဝယ်ယူသူများအနေနဲ့လည်းလာရောက်လေးလာဝယ်ယူနိုင်ဖို့အတွက်ကိုကျွန်တော်ကဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေးကြရပါပေါ့ကျွန်တော် Just Strike ကတစ်ချုံးပါ300နဲ့စမှာနော်ညီမလေးနော်ပို့ပါဟုတ်ကဲ့စမယ်အေးဟုတ်ဒါလေးတွေကတော့ low voltage အတွက်ပြောဒါလေးတွေကတော့ low voltage အတွက်ပေါ့နော်တကယ်လို့ပြီးလို့ရှိရင်သူ့မှာ3ကဆဲရဆိုလို့ရှိရင်လည်း hit ရင်အနာလေးစမယ်ခဏလေးပါဒီပွဲလေးမှာဆိုလို့ရှိရင်လည်း GC Energy စမယ်